ကွန်ပျူတာတွေဖုန်းတွေကိုကြည့်ပြီးတော့မျက်စိတွေညောင်ခေါင်းတွေကိုက်နေပြီလားဒါတွေကဘာလို့ဖြစ်နေတာလဲဆိုတာရောသိလားဒါကစကရင်ကနေထွက်လာတဲ့ blue light လို့ခေါ်တဲ့အပြာရောင်အလင်းတန်းကြောင့်မှာသူကညဘက်အိတ်ဆက်ချင်းတွေကိုလည်းသူကနှိပ်စက်တယ်လို့မျက်စိကိုလည်းပျက်စီးစေပါတယ်ဒီပြဿနာတွေကို smart ကြကြဖြေရှင်းမှုအတွက် iSet မြန်မာမှာဂျာမန်နည်းပညာနဲ့ထုတ်လုပ်ထားတဲ့ Brodance 1.60 High Index Man Blue လေးရှိနေပါပြီနော်1.60 High Index ဖြစ်တဲ့အတွက်ကြောင့်မလို့မှန်ကတအားပါပြီးပေါ်ပါတော့တနေကုန်တက်ထားလဲနှာခေါင်းပေါ်မှာအရာမထင်ဘူးနော်အပြာရောင်လင်းတွေကိုလည်းအထီရောက်ဆုံးကာကွယ်ပေးလို့မျက်စိညောင်းတာကိုတတ်တာစေပြီးညဘက်တွေမှာလည်းကောင်းကောင်းအိပ်ပျော်စေပါတယ်ဖုန်တဲ့ရေစက်တွေလည်းလုံးဝမတင်ဘူးအစင်းရထင်မှာကိုလည်းစိတ်ပူစရာမလိုပါဘူးမျက်စိကျန်းမာရေးအတွက်ရွေးချယ်မှုတိုင်းမှာ quality ကအရေးကြီးဆုံးပဲလေတိကျတဲ့မျက်စိစစ်ဆေးမှုနဲ့စတိုင်ကျတဲ့ branded frame တွေနဲ့ပေါ်ပါပြီးမျက်စိကိုအထီရောက်ဆုံးကာကွယ်ပေးမဲ့မှန်တွေကိုတနေရာထဲမှာအစစ်မြင့်မြင့်ဝန်ဆောင်မှုရယူဖို့ iSet မြန်မာကိုအမြန်ဆုံးလှမ်းခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်နော်